မနေ့ကဗီဒီယိုထဲမှာကိုဖြစ်ချင်တဲ့ request ကိုရင်ကြည်ကြည်လေးနဲ့ if you don't mind ရယ် do you mind if ကိုသုံးပြီးတော့မှဘယ်လိုပြောရမလဲဆိုတာကိုလေ့လာခဲ့ကြတယ်ဒီနေ့တခြားလူတွေကအဲ့ဒီအသုံးကိုသုံးပြီးတော့မှကိုကိုပြောလာခဲ့ရင်ရောကိုကဘယ်လိုပြန်ပြီးတော့တုံ့ပြန်မလဲဆိုတာကိုဆက်ကြည့်မယ် Can I sit here ဆိုပြီးတော့တယောက်ကကိုဒီမှာထိုင်လို့ရလားလို့လာမေးရင်ကိုကရရင် yes you can မရရင် no you can't အဲ့တော့ရရင်ရတယ် yes မရရင်မရဘူး no ဖြစ်တယ်ဒါပေမဲ့စောနာပြောခဲ့တဲ့အသုံးတွေကကြတော့do you mind if I sit here အဲ့တော့ငါဒီမှာထိုင်ရင်မင်းစိတ်ရှိမလားမင်းအဆင်ပြေမလားမင်းစိတ်ရှိမလားပေါ့if you don't mind I want to sit here မင်းသာစိတ်မရှိဘူးဆိုရင်ငါဒီမှာထိုင်ချင်တယ်အဲ့တော့ तू ကပြောခဲ့တဲ့ကိုကမင်းသာစိတ်မရှိရင်မင်းစိတ်ရှိမလားအဲ့လိုမေးတာအဲ့တော့ကိုက yes လို့ဖြေလိုက်လို့ရှိရင် yes I mind လို့ဖြစ်သွားပြီအဲ့တော့မထိုင်နဲ့ဆိုတဲ့သဘောပေါ့နော်ငါစိတ်ရှိတယ်အဆင်မပြေဘူးပေါ့အဲ့တော့ no I don't mind အဲ့လိုဖြေရတယ်ထိုင်စေချင်တယ်ဆိုရင် no I don't mind go ahead you can sit here တကယ်လို့မထိုင်စေချင်တော့actually I do mind ငါတကယ်ကိုစိတ်ရှိတယ်ငါအတွက်အဆင်မပြေဘူး you can't sit here sorry I'm not comfortable with that